တင်စီဆိုင်သွားတဲ့အခါစီစေးကအခုတည်းနှစ်ဆဖြစ်နေဘာလို့မလဲဒါဟာစိတ်ကူးရနေတာမဟုတ်ပါဘူးကပ္ပရေနံသွေးကြောကြီးဖြစ်တဲ့ဟောမှုရေလက်ကြားမှာဘာတွေဖြစ်နေပြီလဲဆိုတာတင်သိထားဖို့လိုအပ်ပါတယ်ဟောမှုရေလက်ကြားနဲ့ပတ်သက်လို့လက်ရှိကပ္ပသတင်းမီဒီယာတွေမှာရေးသားတင်ဆက်နေတဲ့နောက်ဆုံးအခြေအနေနောက်ခံသမိုင်းကြောင်းနဲ့ဟောမှုရေလက်ကြားရဲ့အရေးပါမှုတွေကိုစူးစီးဖော်ပြပေးလိုက်ပါတယ်အမေရိကန်နဲ့အစ္စရေးတို့ကအီရန်ကိုစီးရေးရပြစ်မှတ်တိုက်ခိုက်ပြီးနောက်အီရန်ဘက်ကလက်တုံ့ပြန်တဲ့အနေနဲ့ရေလက်ကြားကိုဖျက်ဆီးခွင့်ပိတ်လိုက်ကြောင်းကြေညာခဲ့ပါတယ်။ဒါကြောင့်ကမ္ဘာထိပ်သန်းကုန်တင်သင်္ဘောကြီးတွေကအဲ့ဒီရေလမ်းကြောင်းကိုအသုံးပြုခြင်းကနေရပ်ဆိုင်းထားပါတယ်။အာမခံကုမ္ပဏီတွေကလည်းအဲ့ဒီကြီးမားလွန်းတာကြောင့်အာမခံပေးဖို့ညှင်းဆန်တာဒါမှမဟုတ်အာမခံကြီးအစမတန်တိုးမြင့်တာတွေပြုလုပ်နေကြပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလိုအပ်ပါကအမေရိကန်ရေတပ်အနေနဲ့ရေနံတင်သင်္ဘောတွေကိုလုံခြုံရေးပေးပြီးဖျက်ဆီးစီမယ်လို့ပြောကြားထားပါတယ်။လက်ရှိမှာအမေရိကန်စစ်တပ်ကအဲ့ဒီဒေသကအီရန်ရေတပ်သင်္ဘောငယ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေပြုလုပ်နေတာရှိတယ်လို့သတင်းတွေကဖော်ပြထားပါတယ်။အီရန်နဲ့အိုမန်နိုင်ငံကြားမှာတည်ရှိပြီးပါရှန်ပင်လယ်ကွေ့ကနေအိုမန်ပင်လယ်ကွေ့နဲ့အာရေဗျပင်လယ်ပြင်စီကိုထရက်ခွာရတစ်ခုတည်းသောရေကြောင်းတကားပေါက်ဖြစ်ပါတယ်။အကျဉ်းဆုံးနေရာက33ကီလိုမီတာ20မိုင်ခန့်သာကျယ်ဝန်းပါတယ်။ဆော်ဒီအာရေဗျ UAE အီရတ်ကူဝိတ်နဲ့အီရန်အစရှိတဲ့အရှေ့လယ်ပိုင်းနိုင်ငံတွေကရေနံတွေကိုကမ္ဘာအကျပ်ရက်ကိုပို့ဆောင်ရမှာအဓိကကျတဲ့နေရာတစ်ခုပါကမ္ဘာတဝန်းနေ့စဉ်သုံးစွဲနေတဲ့ရေနံစိမ်းနဲ့ရေနံထွက်ပစ္စည်းတွေရဲ့20%ကဟောမှုရေလက်ကြားကိုဖျက်ဆီးသွားလာရပါတယ်ရေနံပြင်ကမ္ဘာတဘာဝဓာတ်ငွေတင်ပို့မှုရဲ့20%ဟာလည်းဒီရေလက်ကြားကိုအသုံးပြုရတာကြောင့်ကမ္ဘာစွမ်းအင်လုံခြုံရေးအတွက်အလွန်ရေးပါတဲ့အသက်သွေးကြောတစ်ခုဖြစ်ပါတယ်ဒီနေရာမှာပိတ်ဆို့မှုဖြစ်ပေါ်ပါကကမ္ဘာတဝန်းကုန်စည်နှုန်းမြင့်တက်မှုနဲ့စီးပွားရေးမတည်ငြိမ်မှုတွေကိုချက်ချင်းဆိုသလိုကြုံတွေ့ရမှာဖြစ်ပါတယ်။ဟောမှုရေလက်ကြားဟာအီရန်နဲ့အနောက်နိုင်ငံတွေကြားအထူးသဖြင့်အမေရိကန်နဲ့ကာလရှည်ကြာတင်းမာမှုတွေဖြစ်ပွားလိမ့်ရှိတဲ့ပထဝီနိုင်ငံရေးအရာအရေးပါတဲ့ဗဟုချက်ဖြစ်ပါတယ်။အီရန်ပေါ်စီးပွားရေးပိတ်ဆို့မှုတွေဒါမှမဟုတ်စီးရေးချင်းချမှုတွေပြင်းထန်လာတိုင်းအီရန်ဘက်ကကမ္ဘာစီးပွားရေးကိုအကြီးအကျယ်ထိခိုက်စေနိုင်တဲ့ဒီဟောမှုရေလက်ကြားကိုပိတ်ဆို့ပစ်မယ်လို့အမြဲတမ်းချင်းချောက်လိရှိပါတယ်။1980ပြည့်လွန်နှစ်တွေကအီရန်အီရတ်စစ်ပွဲအတွင်းတန်ကာဝေါလို့ခေါ်တဲ့တင်မောတွေကိုနှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပူပါတယ်။ဒါအပြင်2019 2023နဲ့2024ခုနှစ်တွေမှာလည်းအီရန်ကကုန်တင်တင်မောတွေကိုဖမ်းဆီးတာနှောက်ယှက်တာစတဲ့တင်းငယ်တဲ့ပြိပခါတွေမချက်ခဏဖြစ်ပွားခဲ့ပါတယ်။ဒီအကျက်တဲ့ကြောင့်အထိနာဆုံးကတော့အာရှနိုင်ငံတွေပါပဲ။ဟော်မူကနေဖြတ်တဲ့ရေနံ80%ခန့်ကအာရှဈေးကွက်ကိုသွားတာပါ။ဒါကြောင့်တရုတ်အိန္ဒိယဂျပန်တောင်ကိုရီးယားနိုင်ငံတွေဟာအာရှမှာတော့အထိခိုက်ဆုံးနိုင်ငံတွေပါတရုတ်နဲ့အိန္ဒိယလိုစက်မှုထွန်းကားပြီးစွမ်းအင်လိုအပ်ချက်ကြီးမားတဲ့နိုင်ငံတွေအတွက်ဒါဟာစီးပွားရေးကိုတိုက်ရိုက်ချင်းချောင်နေတဲ့အန္တရာယ်ကြီးပါပဲဂျုံကုန်သုံးသက်ရရင်ဟောမှုရေလက်ကြားဆိုတာပထဝီနိုင်ငံရေးအရာအရှေ့လယ်ပိုင်းနိုင်ငံတွေပိုင်ဆိုင်ပေမဲ့စီးပွားရေးအရာတော့ကမ္ဘာကြီးတစ်ခုလုံးရဲ့အသက်ရှူပေါက်ဖြစ်နေပါတယ်အခုဖြစ်ပေါ်နေတဲ့အမေရိကန်အစ္စရေးနဲ့အီရန်နိုင်ငံတို့ကြားကအားပြိုင်မှုတွေဟာစိစက်ဆွေးနွေးမှုတွေနဲ့အမြန်ဆုံးအဖြစ်မချနိုင်ဘူးဆိုရင်တော့ကမ္ဘာရေနံဈေးကွက်ရဲ့ကြရက်ဟာတမန်ပြည်သူတွေရဲ့နေ့စဉ်ဘဝစာဝတ်နေရေးအပေါ်မလွဲမသွေချိတ်ခတ်လာတော့မှာဖြစ်ပါတယ်။